apa di sini dua kali satu semua yang Isu namanya Minggu Baru, isu jual konsepnya ya. Ini kalau pola macamnya tentang mesin MCF mah, lebih aku bicara sih dulu, asal belum cepat ya. Ini dari tanah nabu, maksudnya tanah saya berjualan ini keli juga lah, nawe. Kalau di pihak kama, mana ini nak asal ni desi orang Nasi juga dekat syukur nama mungkin dia aloi jadi sekarang masih banyak orang sampai sini. Amin. Amin. Cuma ni mana bang siapa nak dulu no, soalnya dia suka pilih ya. So termilih cuma ni dengan lada pun sampai pihak sini jadi macam siapa pare. We can dream us now your dream. Puro shita Krito jani bawa manis yang shibu. Krito jani lini bawa deknya. Krito jani shosho kerja berdua ma. Kini paisi krito. Mene piao si nereka, shosho dua mianga istilah. Ini paisi kerja, usah bebo mereka. Setiap jamu dua mianga istilah. Si dia macam mulu aku dulu. Jauh layak aku biar esok si tu nak kena semua le loka mah jauh sekamu kusi le tapi kau ino get tentang hari ni Yesus kita biar jauh cuma kita doa tu tapi lo jenak kita cing apa tu yang jenak kita tu dia apa sebenarnya Yesus apa yang kita tahu dia cina jauh Yesus apa yang kita Yes, sudah jenis jauh Koyamen nak kepat aku, dan selang biro kerja mafi pare. Ayah sida ko mafia ting selang biro kau cipe base. Kini cinco akabang ko pisin pere piat kini pare, piat ting kayu kini cipe base. Terus si yo akan cito angin secakane, karena Ayah te kini taro kujung tuito tu kau nau di pesi cinta mayam
ထာဝရအသက်ကိုရရှိခြင်းကဘုရားသခင်သည်မိမိတပါးတည်းသောသားတော်ကိုစွန့်တော်မူသည့်ကြောင့်လောကီသားတော်ကိုချစ်တော်မူ၏လောကီသားတော်ကအပြစ်ရှိခြင်းကဘုရားသခင်သားတော်ကိုဒီလောကတော်ဆေလွတ်တော်မူသည်မဟုတ်လောကီသားတော်သည်ကိုယ်တော်အားဖြင့်ကယ်တင်ခြင်းတော့ရောက်မဲ့အကြောင်းဆေလွတ်တော်မူ၏ဒါတော့ကိုယုံကြည်သောသူတို့သည်အပြစ်စီခြင်းကိုမခံရမယုံကြည်သောသူကဘုရားသခင်နဲ့တပါးတည်းသောသားတော်ကိုမယုံကြည်သောကြောင့်ယခုပင်လေအပြစ်စီခြင်းကိုခံရ၏ကာလတိအခန်းကြီးDအငယ်3နဲ့4ကိုဆက်ဖတ်ပါမယ်တခင်ယေရှုနဲ့ခမဲတော်ဘုရားထံတော်ကကျေးဇူးတော်နဲ့ညီသက်ခြင်းဒီတင်တော့နဲ့ရှိပါစေတော့ဒုသခင်ငါတို့အပတိဟုသောဘုရားသခင်ရဲ့အလိုတော်နဲ့ညီဆုံးမြတ်သောဤပြစ္ဆုပန်ဘဝမှာငါတို့ကိုကင်းနှုတ်ခြင်းငါတို့အဖြစ်ကြောင့်ကိုပေးအပ်တော်မူ၏ငါတို့ပြစ္ဆုပန်ဘဝမှာငါတို့ကိုကင်းနှုတ်ခြင်းငါတို့အဖြစ်ကြောင့်ကိုပေးအပ်တော်မူ၏ကတ်တော်ကြောင့်ဘုရားဖင်အယုရှိတာဖျက်တင်ကောင်းခြင်းပေးပါစေယေရှုခရစ်တော်ဟာဒီပြစ္ဆုပန်ကာလဆုံးရောက်ညုံသောဆုံးတဲ့တော်ဒီကာလကနဲ့ဒီဘဝကနဲ့ကျွန်တော်တို့ကိုလွတ်မြောက်လာဖူးရအတွက်ကိုအသက်ပေးတာဖြစ်တယ်တချို့လူတွေကပြောတာလေယေရှုခရစ်တော်ဟာလေဝကတမှာရောမစစ်တပ်တွေကတက်ကြတယ်တချို့လူတွေကလည်းပြောတယ်ယေရှုခရစ်တော်လေဝကတမှာလောကမှာရှိတဲ့အဖြစ်တွေအားလုံးအတွက်ပါဖြစ်လဲတက်တယ်လို့ပြောကြတယ်ဒါပေမဲ့ယေရှုခရစ်တော်ဘုရားသခင်ရဲ့သားတော်လည်းဖြစ်တယ်တရားမှတရားလူတရားမှတရားဘုရားဖြစ်တဲ့အတွက်ကြောင့်ယေရှုခရစ်တော်မတည်နိုင်ဘူးဟာလေလုယာဘုရားသခင်ဘုရားဆိုတာမတည်နိုင်ဘူးဒါဆိုရင်ဒီလူတွေပြောတဲ့ဟာကပါလဲရောမစစ်တပ်တွေကတကယ်တက်လာမတက်နိုင်ဘူးတို့ကိုဖမ်းနေညမှာပါပြောလေပေထရုကဒီလူတွေကိုငါတက်မယ်ငါတို့ဓာတ်နဲ့ထုမယ်ဆိုလို့ရှိရင်ပေထရုကပြောတဲ့ချိန်မှာပါပြောလေယေရှုကနေလောက်ပါမလို့ရှာမလို့ဘူးငါလူအခဲ့တော့ကောင်းကင်နိုင်ငံအဖတ်ထိုင်မှာနော်မီဟဲနဲ့မီစစ်တပ်ကိုငါခေါ်ပြောဒီလူတွေကိုမတက်မှာဒါပေမဲ့ဖျားလူကိုမရှိဘူးလေနော်အဲ့ဒါကြောင့်ယေရှုခရစ်တော်ဟာလက်ဝကတမှာရောမစစ်တပ်ကတက်တာမဟုတ်ဘူးယေရှုခရစ်တော်ဟာလက်ဝကတမှာကဘာလူသားတွေအားလုံးအတွက်အသေးခံတာမဟုတ်ဘူးဒီရှင်ဘောလူပြောတာပါလေမင်းနဲ့ငါခမရတဲ့ကျွန်တော်ဒီပစ္စုပန်ကာလဘဝကနဲ့ဆုံးရတော့ဘဝကနဲ့ထာဝရငရေကနဲ့လွတ်မြောက်ဖို့ရအတွက်ခမရတဲ့ကျွန်တော်အတွက်နော်အသက်ကိုပေးတာဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်နော်ဒီနေ့ယေရှုခရစ်တော်အလောကတာမှာတက်ခနဲ့ရောမစစ်တပ်ကတက်ခဲ့တယ်ဆိုတာလုံးဝမထင်နဲ့ကြာဘူးခဲ့တော့ဖြစ်တော့လေအဲ့ဒါမရှိနဲ့ယေရှုခရစ်တော်လက်ဝကတာမှာတည်နေဆိုတာကရောမစစ်တပ်ကတက်တာမဟုတ်ဘဲနဲ့ကျွန်တော်အလွတ်မြောက်ဖို့ရအတွက်ကျွန်တော်တင်ချင်းရဲ့အခါက sorry အပြည့်အခါကတင်ချင်းဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီအပြည့်အခါတင်ချင်းအတွက်ကြောင့်လူသားကြီးမဟုတ်ဘူးကွာလူအပြစ်သားကြီးမဟုတ်ဘူးကွာကျွန်တော်အတွက်ပဲတက်ခနဲ့ဆိုတာကိုလက်ခံနေဆိုတော့ထာဝရတက်ကိုရမယ်ဟာလေလုယာအာမင်အဲ့ဒါကိုလက်မခံဘူးဆိုတော့ဒီနေ့ကလည်းဆက်ကြည့်ပြီးတော့တာတော့ကိုမယုံကြည်တဲ့အတွက်ကြောင့်ပါလေဖခင်သခင်ရဲ့စီရင်ခြင်းကိုခံရပြီကျွန်တော်ချက်ဆက်တယ်ဒါဆိုရင်ဒီယေရှုခရစ်တော်ကဒီစကားကိုပြောတဲ့သူကဘာလို့လဲနီကိုဒေမူနော်ယေရှုခရစ်တော်ကပြောတဲ့စကားကဒီကိုဒေမူမှာပြောထားလိုက်တယ်ဒီကိုဒေမူဆိုတာကဘာလို့လဲဆိုတော့ယူဒတွင်အယာရှိဖြစ်တော်တယ်နော်ယူဒလူမျိုးတွေထဲမှာအယာရှိဖြစ်တော်နီကိုဒင်ဟာတဲ့နော်အဲ့ဒီနီကိုဒင်ကတော့နာမည်ကြီးတယောက်နံပါတ်1ပါလဲအယာရှိတယောက်ဖြစ်တယ်နံပါတ်2ပါပြောလဲဖရာရှိတယောက်ဖြစ်တယ်တဲ့အငယ်30မှာပြောလဲဓမ္မဆရာလည်းဖြစ်တယ်ဒီကိုဒမွန်မနေဘူးနော်ပြောစင်တိုင်ကအယာရှိတယောက်ဖြစ်တယ်ဘာအယာရှိလဲဖယားကြောင့်ကိုအောက်ထုတ်တဲ့စစ်တဲ့ရဲ့အယာရှိဖြစ်တယ်ဖရာရှိဆိုတာကတော့ဓမ္မကျမ်းစာအဟောင်းကိုအကုန်လုံးအလွတ်ရတယ်တစ်ပတ်မှာနှစ်ကြိမ်အစာရှောင်းတယ်ရှင်ဘုရားဘုပိဿန္တာမကပဲနဲ့
nên xin nên tông này nó chất tuần này chất thường phiêu cả sắc tu đâu cả sẽ phụ về và lâu khi áp mà cái sang kia đấy và lâu đấy về phía đấy và lâu tu đâu cái sang kia đấy nó trên những cái này phía mà cho con mà làm mà con là đi này đó lâu phim pan này nãy rồi sura mà phiêu này chấp mà nên chỉnh ở sao xong này suy tưởng như sẽ phụ về kalau mereka ucap baik ku alwajare farasi jo kite number 2 bale dhamma saya padama saya le suno upau neta ma juda lu myo ri ka upau neta ma phaya chau ma phaya kula chi mun de ching ma farasi ri ka turo ka dhamma cha sa ko akong lo alwajare ku chong edi juda lu myo ri ku dhamma taya tim pe de saya kite edi lu no edi lu sin sa ji no ello no Dhamma saya le pite, pasta le pite, jel sale kudunya ne, Amerika sudon na makabu asasong ne, sire yari alu pe lure luguro Yesus ko babyo le, tingha, dutia, moi poche, mayabu suyen, kong kin lai ngang tong mayabu, haleluya, thawra te ya kamaho, belau pe lulu, belau pe sudong, ku peka ne kong hukutu belau pe liao lo ya. When you know up him, no, do you have to put him back? Long of the animal, long or Yesu the Matabu, Yesu the Matabu Surabuaga, 10 minutes on Roja Bibi, chop at the Boa. No, take a Nara for 1 and 2. How do you know? Yesu the do that. That's in a mission, no? General Sierra, the Tempida, a local Namokona Bama Samu, Saint Tema, Piosu, no American happiness to us. No, era bu biểu na, Yesu Christ ka, tin ha le no, du dia moi pho chin ma khan ya bu su tu lo tha. Di ko da bu ba biểu le. Da swin chano blu lo ma le, di ma ji, di ne sakha pyo de tu ha, no. Mo shi kha te ka nara ma moi bu thong te ke dong, de ne de chin law ka ta ma ate khan ya ling ne. Eri ka yung jire, dine ka ne taro ko yung jire suno, phaya ye taro phite, chano ye atek ku ketin pa si phite sura yung jire su yen. Era ben, dia si chi ku makhaya ro bu lo. De ko de mu bu ye su ka pyo re chi ma, de ko de mu ka tu ku yung jire ke. Akhan chi se kon ne, tung se ku ma ba twe le, de ko de mu ka Yesu phe ma ba ra twe le. Yesu Christ to atek khane chi ma le, tu ka khare ji mo ni a lu ku song pi ro, Yesu Christ to ye te chu che ku tu le, tu ku tan lo so ra ku jo lo pe ke. Tu le pyang le, tu ha tia si che ma khan lo me thaw ra te ku ya le. So lu chi na ka, no so ma Yesu Christ to le wo ka ta ma te re chi ma ba pyo le se no. Xin yo ha khan chi se ku ni pi su ma. Yesu di bong yi ji ku khai bi ma, amu bi bi hu mi lo mu le, khong ku ngai se mu ga, atat do su do mu bi. Keအခုနကကာလတိမှာရှင်ပေါလုကပြောထားတာပါလေယေရှုခရစ်တော်ကဒီပိစုပတ်ကာလရှုံးကုန်တဲ့ကာလမှာထာဝရအရေးကနဲ့ကျွန်တော်တို့မပြောနိုင်ဘူးရတဲ့ကျွန်တော်တို့အပိအတွက်သူ့ကူတူအသက်ကိုပေးတာဖြစ်တယ်ဆိုပြီးတော့ပြောထားလိုက်တယ်အဲ့ဒီချိန်မှာယေရှုခရစ်တော်တေခါဒီမှာရည်ငတ်တယ်လို့ပြောလိုက်တဲ့အချိန်မှာဘုန်းကြီးထဲမှာရှိတဲ့အချိန်နဲ့ကြီးကိုယေရှုခရစ်ကိုပေးလာတဲ့အချိန်မှာယေရှုကမဆုတ်ဘဲနဲ့ခေါင်းခါပြီးတော့ခေါင်းကိုနော်စေလို့သူဟာအတက်ထွက်သွားတယ်အဲ့ဒီအတက်ထွက်ကိုဒီမှာဗာပြောလဲအမှုပြီးပြီလို့ပြောထားတယ်ဒါဆိုရင်ယေရှုခရစ်တော်ကတေခါနီမှာအမှုပြီးပြီလို့ပြောထားတဲ့စကားကပါလဲဆိုတာကျွန်တော်တို့ချက်ဆံမှာကျွန်တော်တို့ဒီနေ့အကြည့်မှာဖြစ်တယ်ဆိုတော့နံပါတ်1ကဗာပြောလဲဆိုတော့ရောမအခန်းကြီး6နဲ့23ကနေ6ကနေဖတ်မယ်ဆိုတော့ဗာလဲအပိရဲ့အခါကတေချင်းဖြစ်တယ်ကျွန်တော်ဒီမှာယေရှုခရစ်တော်လက်ဝါးကတာမှာကျွန်တော်တို့အတွက်အသက်ပေးလူပြီးတော့ခေါင်းငိုက်ဆက်ပြီးတော့သူတေခါဒီမှာအမှုပြီးပြီဆိုတဲ့စကားကနံပါတ်1ပါလဲကျွန်တော်တို့အပိအခါတေချင်းတရားကိုအဲ့ဒီအမှုကိုသူကပြီးပြီလို့ပြောချင်တာဖြစ်တယ်ယေရှုခရစ်တော်ယုံကြည်တဲ့သူတွေအားလုံးအတွက်အပိတရားကြောင့်တရားစီရင်ခြင်းခံတော့မှာမဟုတ်ဘူးဟာလေလုယာဘာဖြစ်လို့လဲယေရှုကအမှုကိုပြီးပြီဒီလောကမှာလူတက်တဲ့လူသူမြတ်ပစီခူးတဲ့လူနော်အပြစ်ရှိတဲ့လူကိုယေရီကဖမ်းပြီးတော့တရားရုံးကတရားစီရင်တယ်တရားစီရင်ပြီးတော့သူအမှုပြီးပြီဆိုတော့
ดูกูท่องเที่ยวกันเป็นเรื่องเล็กดูมูมาปีอูมาจีนะมูสุนงานนิทองเส้นนิทองเส้นนิทองสุดแล้วเดียร์ตุจีกันอามิเชื่อมาท่องเที่ยวเลยดีมาแต่มาเจ้าสามาด้วยแค่อภิยาข้ากันเตชินสุรากันท้าวรัตเตชินพิเดท้าวรัตไม่เย่พิเดท้าวรัตเตชินพิเดลูดารีอาลุมหาอาดัมจอมจนเราอภิตาพิเดด้วยจ้าเนาะเป็นตัวมาคงกินอะไรกันกูเจ้านั่นลูกเดียวมาไม่ใช่หรอกพยาตะเคียนนั้นสักหน่อยเนี่ยดูเรื่องมาพิจารณาดูเราไม่ใช่เราเลยใช่ไหมเยซูคริสต์กูได้กันตูกูตัวอัตเป็นอะไรใช่ไหมจนเราเนี่ยอภิตตัวเดียสิยาเป็นอมุกูเยซูคริสต์กันจนเราเป็นปีสุอันแล้วว่าการมาพิจารณาไปเลยสุราเอ็มมาบาเปียวเลยใช่ไหมงาอามันกันสุดีกันงาสกัดกูน่าชงเย่งากุศลรัตมุโตงากุศลรัตมุโตตูกูยุจิโตตูดีท้าวรัตเตกูยัดดิพิจารอภิสิทธิ์กูมาขายาเตเชมาอัตสินตกูเปียละตูพีอามันกันสุดีกันเตลุนโตตูดีท้าวรัตพยาท้าวรัตตาโรอิสกัดตกูเจียเเจ้าตัวตัวอภิอัตสิยาเมชิงกาลาลายอยจะคุปีจงสีเดพิบารีเด็กเนาะดีเนดีชิคามาเสียดีกันเนี่ยหัวเรชิมาจนโดนมาโนเตเอริทาวราเตหาอคุยอชินีราพิเดบรรลุเลขาเลยยุงจีชินันเลขายาบิโอเยซูคริสต์หัตเตเรหากาโรมาสิตติกาตตาบหุเบนอนดีโลกาอภิตาริอาลูกตัวเดิมหุเบเนจมูกจมาตัวเป็นพิเดสุรากุดีเนเลขาเนเรสุนเอริอภิตยาเอเตชิงเยที่ยาสิยิงชิงอ่ะเยซูคริสต์กับบีบีงาเปียวโตสกากุนาทองบีโรซุ่มจิโตตุเรตุโตที่ยาสิยิงชิมสิโรฮาเลลูยาอานุซุ่มจิเลขาโตตุพิสบาสใช่แต่น้องจุ่มเมเนอาลูเลขาโตตุพิสบาสสุดอ่ะดับเบิลทรีกับอะไรไอ้เรื่องอภิที่ยาเยเตชิงเยที่ยากูตุกันปีสุ่มบีโรมุบีราคิดเองบีโรดับเบิลทรีกับอะไรอภิพิเดดีลูฮาอารามจอพิตาพิเดดีลูฮาท้าวรักเงียตัวเมลูพิเดสุเรบาเลเตียสียิงชิงกันเนี่ยตูเริ่มตัวมาพิเดแกเตชิงกันเนี่ยเริ่มยอดเราบังคับเบเนี่ยเป็นตูกับมาเทียมสียิงเราบ้างเนาะเป็นตูกับมาเทียสียิงคุณไม่ใช่หรอกว่าพิโลเลยพยาตะคิงกันจนเราหาดีลูฮางาตาพิเดงาตาเยซูคริสต์อาพิตูฮาพิตามหาวบูงาตาพิปีสุเกรกะเป็นตูกับเทียสียิงเรามาเลยพยาตะคิงกูได้ก็อดีตมันพิวเลยพยาตะคิงกูได้ก็ตูมีตาสุพิเล็กขันทาร์ตาเดมินิฮะเป็นตูกับมาเทียสีบังคุชิโร่โรมาขันจีตัวเงี้ยสิมาบาพิวเลยเจ้าสาราดีก็เพียงมันตัวตุเดียวมาไม่สินาเลตัวตุไม่สิพยากุเชียตัวตุไม่สิลูกป้องตัวดีลันเฮจาบีเด็กนี่ถึงวันที่ตุไม่ยาตัวตุพิจารีก้องตัวอจิงกูเป็นตูมาไม่สิสุรุชินาก็ดีโลกามาเป็นตูมาเพียงมันตัวตุเดียวมาไม่สิแต่ยาวมาเกิดจริงกูก้องมุกูตุเล่าชิอาพิเป็นตูมาเพียงแต่แค่นักที่ตัวนั้นเลยไม่สิกายกรรมวิสิกรรมมโนกรรมเป็นตูมาไม่เกี่ยวกันเนสินเนตาเนี่ยมีจนเราหาอภิตาที่โอเคเดพยากุตีเรลูไม่ชิบูเพียงมันตัวตุเลไม่ชิบูเจ้าสาวกุเลนาเรลูเลไม่ชิบูเนาะก้องตัวที่กุเลเจเนลูเดียวมาไม่ชิบูเราแม่คุณนายกขันจีตรงเงี้ยเซ็สิมาบาบิโอเลก้องตัวที่กูเจเนตัวจมหาบูอลูมิเนตาเปเรตัวจมหาบูเซปูตุคูเปเรตัวจมเลมหาบูเนาะเจ้าสาวลุยยาเรตัวจมเลมหาบูเดบินดันชิสุระก้องเลมหาบูปาสุดาเรฟเรนต์คารวยาดอกทับพิลุเลมหาบูบาพิเลตาโรกูยุงจีตัวตุดีอภิสิยิงจิกูมาขายามายุงจีตัวตุโมกันดีเนกะมาสักปีนีรอเตียสิยิงจิกูขายาบีลุเปียวเลยเสียเลยเอริเยซูคริสต์ก็มายุงจีเบเน่ภาษาเนี่ยเปียวเลยอุณหภูมิตีเรสุนจนหาท้าวรักเนี่ยตัวมาพิเดเตียสิยิงจิกันเนี่ยมันรวยบูเตชิยาข้ากันเนี่ยจนรวยมาบูเราไม่นลงตาจุ่มไม่ได้เยซูกุลขันอะไรเช่นมาจนเราอยากเสียกันจนเราอยากเนาะสิ่งเอาสารจนเราอยากพิวชินเล่าชินป้ามันเป็นสามเป็นเนี่ยอัลลักกัดแต่เนี่ยเปิดอะไรอยากพิจารณาฮาเลลูยาโรมาขันจิงาเซนิมาเดี๋ยวพันเนี่ยอีอาจารย์ยาอุมุกะอภิเตยาดีเตยโตตัวอภิอีโลกาตัววิญญาณอภิเตยาอภิเตเชนเตยวันนี้ลูกบอกเราดีอภิ
ရှိတော့ကြောင့်တေချင်းတော့ကြောက်ကြ၏ချုပ်နေစေတော့မှာပါလေအပိတယ၏အခါကတေချင်းပေတီဒါပေမဲ့ဖယားသခင်ပေတော်မူသောစုကျေယူတော်ကငါတို့သခင်ယေရှုခရစ်တော်အပြင်ထာဝရအသက်ပေတီဟာလေလုယာနော်အပိယအခါကတေချင်းအဲ့ဒီအပိတယကပါလေတရားစီရင်ခြင်းဖြစ်တယ်ဒါပေမဲ့ဖယားသခင်အပြင်ယေရှုခရစ်တော်နဲ့ကျွန်တော်တို့ကိုပေးထားသောအရာဟာပါလေစုကျေယူတော်လို့ပြောထားတယ်ကျွန်တော်တို့ထိတ်တာလို့မဟုတ်ဘူးနော်ကျွန်တော်တို့ယာတိယာထိတ်လို့မဟုတ်ဘူးနော်ယေရှုခရစ်တော်ရဲ့ဖယားသခင်ရဲ့စုကျေယူတော်ဟာလက်ခံလာတဲ့အချိန်မှာသခင်ယေရှုခရစ်တော်အပြင်ဘာလဲထာဝရတရားဤပေကချင်းမဟုတ်ဘူးစုတော်ချင်းမဟုတ်ဘူးလှုပ်ချင်းပြူချင်းကချင်းမဟုတ်ဘူးယေရှုခရစ်တော်အဖြစ်တည်းကျွန်တော်တို့ဖျော်မှချင်းရတယ်ယေရှုခရစ်တော်အဖြစ်တည်းကျွန်တော်တို့ထာဝရအသက်ကိုရတယ်ဆိုတာကိုနံပါတ်1အနေနဲ့ပြောချင်ပါတယ်နံပါတ်2အနေနဲ့ပါလဲဒီယေရှုခရစ်တော်ကအမှုပြီးပြီဆိုတဲ့ကပါလဲထာဝရငရေကနဲ့ကြမဲ့ထာဝရငရေမှာတော့မဲ့ကျွန်တော်တို့အားလုံးဒီဟာနော်အပိဆောက်တဲ့မှာစာတမာနဆောက်တဲ့မှာကျွန်တော်တို့ရှိတယ်။ဒီလူကဘောဖြူဘောမဲမဖြူမဘောမနီဒီလူတွေဟာအာဒမ်ကြောင့်ပိတာဖြစ်တဲ့ဘုန်းနဲ့ကောင်ဒီလူလောက်တဲ့ဘုန်းနဲ့ကဒီလူလောက်တဲ့အရက်တော့တဲ့သူတို့စကားမြဲတဲ့ရှာဖြစ်တဲ့အာဘူမစန္ဒိုဆာမဘောနော်ရက်စတိုရန့်မှာအလောလိုတဲ့ချိန်မှာသူတွေပဲဖြစ်တဲ့စာတမာနအကုန်လုံးရှိထားလိုက်တယ်နော်။စာတမာနကကျွန်တော်တို့အပြစ်အလုံးသိထားတယ်ကျွန်တော်တို့မကျူးလို့ရင်တော့ကာယကဝစီကမနောကစိတ်ထင်းကဘောနော်ပွရှိနေဘောနော်အားရအလုကစာတမနာကကုန်မှထားလိုက်တယ်အဲ့ဒါကြောင့်ခင်ဗျာဒီမှာအရှင်မြတ်ပေါ်မှာတချင်းဆူလာတဲ့ချိန်မှာခင်ဗျာဒီနေ့တော့တချင်းတော့ဆူလာတကယ်မိကတင်ချင်းရလားမင်းမနေ့ကတောက်တယ်နော်မင်းမနေ့ကရင်ဘကတလူဖြစ်တယ်နော်ဆူရအကစာတမနာရဲ့တရားစီရင်ချင်းကအမင်းနဲ့ခိုင်ရလိမ့်မယ်အဲ့ဒါမှတ်ထားစာတမနာကအမင်းကခင်ဗျာရဲ့အပိကိုမင်းတက်ပေါ်လာလိမ့်မယ်ဒါပေမဲ့တရေလူအဲ့လိုပြောဘူးနော်ဘုရားသခင်လည်းမပြောဘူးခင်ဗျားသခင်ရဲ့ချစ်စီကကြားမယ်ခင်ဗျားဘောစီကလည်းကြားနိုင်တယ်ခင်ဗျားအမျိုးသမီးခင်ဗျားယောက်ျားစီမှလည်းကြားနိုင်တယ်ဒီစကားတွေကနော်စာတမန်ကချစ်ချင်းကျွန်တော်တို့ပြောလို့မရဘူးဘုရားသခင်နဲ့ချစ်ချင်းစကားပြောလို့မရဘူးဘုရားသခင်နဲ့စကားပြောချင်းနေစနော်ကျက်စာဖက်ပါဘုရားသခင်ကိုစကားပြောချင်းနေစနော်ချူတော်မှာဒါပဲချူတော်ချင်းဘုရားကိုစကားပြောပါဘုရားသခင်ကလည်းဓမ္မကျက်စာကိုခင်ဗျားကိုစကားလာပြောလိုက်နာထင်မှာပြောကြလို့လူကြားတယ်လို့မထင်နဲ့ဒီဟာတွေကကောင်းကင်နဲ့မေကြီးအကျမှာစီရလေးပဲမှာစီတဲ့နတ်ဆိုးတွေရဲ့တာမဖြစ်နော်အဲ့ဒါကျွန်တော်တို့သိထားဖို့လိုတယ်ဆိုတော့အဲ့ဒီထာဝရငရေကိုတွေ့ရမယ်ရောမအခန်းကြီးကငရေကူမှာငါတို့ရဲ့ပြည့်စုံကပင်ဖြစ်တော်တယ်ငါတို့အတွက်အသက်ခံတော်မူသည်ဖြစ်ရဲ့ဘုရားသခင်ဒီငါတို့ကိုအပေမြတ်လို့ချစ်တော်မူသည်ကိုငါတို့အားထင်ရှားစွာပြသတော်မူ၏တော့ဖြစ်ရယခုတွင်အသွေးတော်အပြင်ဖြစ်မရတော့ရုပ်ပြီးမှာထိုသခင်အပိငရေမှာကေချွတ်တော်မူတကယ်တော်မူခြင်းတော်ရောက်မယ်ဟုတာမျိုးလေးရှာရှိ၏ဟာလေလုယာကျွန်တော်အပိတရားချုပ်နော်ကျွန်တော်ဒီလိုမျိုးအပိနဲ့မကင်းရှင်းလာတဲ့ချိန်မှာတော့ယေရှုခရစ်တော်ငါတို့အတွက်တည်ခါနဲ့ဘုရားသခင်ကကျွန်တော်တို့ကိုဘလောက်ချစ်ခဲ့တယ်လဲဆိုရင်တော့ထိုက်တယ်လို့မဟုတ်ဘူးယတိယထိုက်လို့မဟုတ်ဘူးယေရှုခရစ်တော်အသွေးတော်အပြင်ကျွန်တော်တို့အပိတရားကြီးအားလုံးကိုဆေးတော်ပြီးတော့အဲ့ဒီအပိတရားဆိုတာကပါလေကျွန်တော်တို့ကျူးလွန်နေတဲ့အပိတရားသူများထိုးတဲ့နော်အရက်ဆိုင်တော်တဲ့ချက်ထောင်းနော်အရာတွေအားလုံးနော်ကျူးလွန်တဲ့အဖြစ်တရားတွေအားလုံးကိုယေရှုခရစ်တော်အသွေးတော်အဖြစ်ကျွန်တော်တို့ဟာဘုရားသခင်ထံမှာတက်ရှင်တော်သူဖြစ်ကျွန်တော်အရက်ဖြစ်တဲ့ချိန်မှာပဲကျွန်တော်ဟောဖြစ်တဲ့ချိန်မှာပဲဘုရားချီးမွမ်းမယ်ကွာဗါလဲအထူးဝင်ထည့်မယ်ကွာဆူတော်မယ်ကွာဘာညာတွေမထင်နဲ့ဒီနေ့ခရစ်မတ်ပြီးမှဒီနေ့နေ့ကိုပြီးမှဒါမှမဟုတ်ဒီနေ့ကျွန်တော်ဖေလို့ရှိရပွဲတော်ပြီးမှကျွန်တော်ဖျားဖက်ကိုပါဝင်မှာကွာကျွန်တော် restaurant မလောက်တော့တဲ့အချိန်မှာဘောနော်ကျွန်တော်နည်းနည်းရှိပြီလာတဲ့အချိန်မှာဘုရားကျောင်းတက်မှာကွာဥဆောင်ပြလေတော့ကွာဘာကြီးမထင်နဲ့ဒီနေ့ဟာကျွန်တော်တို့အကောင်းဆုံးပေါ်နေဖြစ်တယ်။ဘာဖြစ်လို့လဲ။တိမ်မလားရှင်မလားသူ့မှာအမှန်ခံလို့ရတယ်။ကျွန်တော်အသက်ဟာဘုရားသခင်ပေးထားတဲ့ပြည့်တဲ့အတွက်ကြောင့်ဘယ်ချီရောက်တင်မလဲဆိုတာကျွန်တော်တို့မသိဘူး။ဆာလာတရားကူ30ခုမှာပါရှိထားတယ်ဆိုတော့ငါတို့အသက်ဟာပါလေဆေးလိုက်ပြီးဘူးနဲ့ပြောတယ်။ဘလောက်တူတော့ခဲ့တယ်။အဲ့ရိုက်ပြီးအများကြီးပုံဆောင်ထားတယ်နော်ဥပမာပေးထားတယ်အဲ့ဒီထဲမှာဆရာအချက်ချုပ်တော့ပါလေဆေးလိုက်ပြီးခုနဲ့တူတယ်ကျွန်
ကျွန်တော်တို့ဆက်လက်တော့တယ်နော်ကျွန်တော်ဆရာရန်တော့လောက်ကတော့ဘူးတူတော်မော်တော့နတ်ဆာကဆိုတာကြောက်ဘူးလားနော်အဲ့ဒါမှအိုင်ဆာဂျန်နဲ့နော်ထောက်လာရေးသုံးဖြစ်နေကျွန်တော်အဲ့ဒါမှနေဘူးလေနော်ကျွန်တော်လောက်ကနေရာရှိနော်ဆက်လက်တော့တလာမမင်းနဲ့အရက်တော့တလာမမင်းနဲ့ကျွန်တော်တော့ဆက်လက်ရှင်တော့မှစပို့ဆေးပို့လိုက်လေဒီကကြီးလေတခါတော့လည်းလည်းမိချစ်ကြတော့ကျွန်တော်အင်ကြီးလीနော်ဂျူနီဖောကျွန်တော်မိတော့ပြရတယ်နော်ရေးဂျူနီဖောနဲ့တက်ချီလို့တိတိကလာထည့်ထွက်မိလို့တခါလေးကျတယ်နော်ဘောက်ပြီးကတော့ကျွန်တော်ဘောက်ပြီးကျွန်တော်အင်ကြီးကမှပေါ့နေတယ်ဆေးလေးတော့တလားမမင်းနဲ့ပြောချင်တာကဆေးလေးကကူတာမတော့ရင်တော့မှဆေးလေးတော့တဲ့သူကိုအမေကမိမှာပါကျွန်တော်ဆေးလေးဟောဒီမှာဆေးလေးဒီမှာတဲ့အငွေကပဲနေမနေခံတယ်အငွေပဲနေမနေခံတယ်စိတ်ကပါနေခံနေနော်နေနေတဲ့ဟာတဲ့ဆေးလေးမိခုလိုပဲခါလေးမပြုတ်ခွေသွားမယ်လို့ပြောတယ်ဒီမှာချက်စားတာတရိခါဘူးကျွန်တော်ဆေးတော့တော့ကွေးကမိနစ်လည်းမခံဘူးနိုင်လည်းမခံတနေ့ကိုလည်းမခံဘူးနော်စိတ်ကပါမှာပဲပြုတ်ခွေသွားတယ်အဲ့လိုပဲခင်ဗျာတက်တာပြုတ်ခွေနိုင်တယ်ဆရာတရားသူစိတ်ကိုမှလုပ်ထားတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကနေစဉ်နဲ့မြတ်ဇေဆိုးနဲ့အတွက်သက်ရှင်တာပူရတယ်ဒီနေ့ဘုရားသခင်ကကျွန်တော်တို့အမှုပြည့်တဲ့အရာတွေအားလုံးကိုတရားရှိဖို့ကျွန်တော်တို့မရှိတော့ဘူးထာဝရငြိမ်းတော့ဘူးကျင့်တင်ခြင်းထာဝရတည်ခြင်းတရားကလည်းကျွန်တော်တို့ကိုတရားရှိဖို့ရတဲ့ဘုရားသခင်ကယေရှုခရစ်တော်အဖြစ်အမှုပြည့်ပြီးကျွန်တော်တို့ထာဝရငြိမ်းကလည်းကျင့်တင်ခြင်းကိုခံရပြီးဘယ်ချိန်မှလည်းအကြောင်းကိုကရတူဖြစ်တဲ့နေပြီးဘုရားသခင်ဤသားတော်အတေခံတော်မူခြင်းအဖြစ်ငါတို့ဒီဘုရားသခင်နဲ့မိတ္တာရောက်ဖွဲ့ခြင်းဂျေယုတော်ကိုတရားခြင်းမှန်ရင်မိတ္တာရောက်ဖွဲ့ပြီးမှအသက်တော်အဖြစ်ကေကင်တော်မူခြင်းတော်ရောက်နေလို့တာ၍မျော်လင့်စရာရှိယေရှုခရစ်တော်တည်ခြင်းအဖြစ်တာလေဖခင်ရဲ့ယေရှုတော်အဖြစ်မိတ္တာရောက်ဖွဲ့ခြင်းရပြီမှာကျွန်တော်ထာဝရအသက်ရမယ်ဆိုတာကိုမိတ္တာကိုပဲကျွန်တော်မျော်လင့်ချက်ဖြစ်တယ်နော်ကျော်ရောမအခန်းကြီးကိုငယ်နဲ့ဆက်ချက်မှာပြောလဲတင်းတော့ဟာငါလူမျိုးမဟုတ်ဘူးတင်းတော့အစာကမာလာယတာအပိတဝေယတာဖြစ်တယ်ဆိုရင်ငါပြောတဲ့နေရာကနေစပြီးတော့ဒီနေ့ယေရှုခရစ်တော်လက်ဝကတာမှာသူ့ကိုယ်တော်အသေးခံပြီးတဲ့နောက်ပိုင်းမှာသူ့ရဲ့အတွေ့အကြုံအဖြစ်တင်းတော့ဒီထာဝရဘုရားထာဝရသက်ရှင်တော်ဖန်ဆင်းရှင်ဘုရားရဲ့တာတော်ဖြစ်ကြောင်းကိုငါကြည့်မပြူလို့ပြောထားတယ်ဟာလေလုယာဘုရားသခင်ယေရှုခရစ်တော်ယုံကြည်တဲ့နေ့ရကလည်းစကြပြီးတော့အာဒမ်ခေကအပိကိုဘုရားသခင်ကမမြင်တော့ဘူးကျွန်တော်တို့ကျူးလွန်တဲ့အပိတိအလုံးကိုဘုရားသခင်ကမထားတော့ဘူးကျွန်တော်တို့ပြုနေတဲ့မြတ်အားလုံးကိုကောင်းစုရည်အားလုံးကိုဘုရားသခင်စိတ်ထဲမှာမထားတော့ဘဲနဲ့ယေရှုခရစ်တော်ကိုကြည်လာတဲ့ချိန်မှာယေရှုကပြောတယ်အာမို့ဖေခမေရောမောင်လာအတွက်ငါအသေးခံပြီးပြီမောင်ဖြိုအတွက်ငါအသေးခံပြီးပြီမာနီအတွက်ကျွန်တော်အသေးခံပြီးပြီအမှုရအားလုံးပြီးပြီဘုရားသခင်သူတို့ကိုမရှိရင်နဲ့တော့ဘာလဲကျွန်တော်တို့မိတ္တာရဖွင့်ပြီးတော့ထာဝရဘုရားသခင်ကိုချီးမွမ်းပြီးတော့ထာဝရဘုရားတူတူကအသက်ရှင်သူရဘုရားသခင်ကိုရှိတယ်အဲ့ဒါကြောင့်အရှိယောခန်းကြီး3အငယ်၈ချက်ကိုကျွန်တော်နောက်ဆုံးနေတဲ့ဆက်ပတ်ခြင်းနဲ့ဘုရားသခင်ရဲ့တာတော်ကိုယုံကြည်တော်သူပေါ်တော့ဒီပြည့်စုံခြင်းတော့မရောက်ထာဝရအသက်ကိုရရှိခြင်းကဘုရားသခင်နေမိမိတပါတီတော်တာတော်ကိုစွန့်တော်မူတဲ့အောင်လောကီတာမြေကိုဖြစ်တော်မူ၏အဲ့ဒီလောကီတာဆိုတဲ့ထဲမှာကျွန်တော်မောင်ဖြစ်သူချစ်တော်မူ၏ဇမမဒီကိုချစ်တော်မူ၏လို့ခိုင်ယူနေနေဆိုရင်ဒီနေ့ကပြင်လင်းတင်းဒီထာဝရဘုရားရဲ့တာတော်တမီးတော်ထာဝရဘုရားရဲ့မိသားစုဖြစ်တဲ့ကြောင့်ကိုဒီနေ့တော့ပတ်တော်အဖြစ်ဆရာတင်တော့ကိုကြည့်နေချင်တာဖြစ်ပါတယ်အဲ့ဒါကြောင့်ယုံကြည်တယ်ဆိုတာကကျွန်တော်ပတ်ဆက်ပြောလို့မဟုတ်ဘဲနဲ့ဦးနှောင်းအာယုံတည်ယူနေတာမဟုတ်နဲ့ကိုယ့်ရဲ့အတ္တအဖြစ်လက်ခံပြီးတော့ပြောဆိုမှုအတ္တကိုခံစားနိုင်မှုရပဲဝိညာဉ်တော်ဘုရားကြီးအဲ့ဒီနေ့ကလည်းကျွန်တော်တို့ထင်မှာအလုပ်လုပ်တာဖြစ်တယ်အဲ့ဒါကြောင့်ဒီနေ့ကျွန်တော်တို့သုံးဆောင်ရမယ်ဒီဘယ်လိုမင်္ဂလာဟာကျွန်တော်ရှင်မတဲ့အခန်းကြီး26အငယ်10ခုနဲ့30မှာကျွန်တော်တို့တွေ့ခဲ့တယ်။ဘာတွေ့ခဲ့လဲ။အဲ့ဒီယေရှုခရစ်တော်ယုံကြည်တော်သူအပေါင်းတို့ဒီဘုရားသခင်ရဲ့မိသားစုဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီဘုရားသခင်ရဲ့ပွဲတော်မင်္ဂလာကိုကျွန်တော်တို့သုံးဆောင်ရတော့မှာဖြစ်တယ်။
betul juga tu saya mele Yesus Kristus ha contoh cuma ya ketin pasien kita tu nak duduk dewi lo tu nak duduk champion tham yo me no jom cilek khane tu ni alu ha ai ajong ku pung song na tabo ne jin chim nglabu dai kha ro ya sia appointment me bo no dai kha ro ya sia ri ka jin chim ku chono ro ku pe tha le ke ai jin chim sura ka ba tabo ku pung song ke de so no Yesu Kristus na tu tu de tano ya piti alu ha Yesu Kristus na te nyong chim ku te chu chim ku kha ya bi Yesu Kristus sim pe tha nyok ke de tano chama ni le tha ra te ne tano sim pe tha nyok me so yung ji chim ku tat te pe re ne jin chim ngla ku kha yu ba phit de jin chim ngla kha yu de to jo ke tin chin ja ra ma bu no Myanmar pita phit de atwe jaw phat pong pi si ya lo chano chama di kong kin na ngai mi ta su phit bi chano chama di ke tin chin ja bi ta lu tyo phit bi su de pong tat te pyo phun ya be jin chim ngla ku kha yu chi ba re su ra bu le sia di ne pyo chi ba re su lo ba lo le Tepat orang di sini dom mudi ada puji pada kapai ku pension jari nyamu jari tu akan tepat orang najai dom na tu nyak sapai hong mudi akan yang secama tu akan sadar ni jesin Yesus di mungku jujur Yesus ro ku cium bima mungku pejui imung ka ngai ku pi jujur saja lo minggu ni tapi orang pero mudi kau boleh jujur Yesus ro cium bima tu orang pero mudi tinggal nasi demi lo tau jelo ikut ka pergi tiada atin nasanya lumio doa api kulo secina tun long tha to ngai to yo phi kusula isipi ye tiku khamero na nanga no tindau na du nga matau ni ne ta on yukhu ma sa ye da pha nga matau ya hu min do mui lu pyo tha le era chao di pwe ro mingla ku jin ro tu song le chin ma adi ka aji chi ra ta ku phit de number 3 phyan takhin na mai ta ya phoi chin phit de phyan takhin na mai ta ya phoi da ma ka pe ne yung ji tu a chin chin ma ho no sharing life lo ko le ile sharing life la ka bawa pe sak mo lu tiao ka sa sia ma si ku sa me ha ku phe mo phe ya me no chano ma pai sa nga se si le lu tiao ka pai sa ma si pe ne sa sia ma si ku ne na se nga ku chano pe ya me e lo thi bawa sharing life bawa tu ku phit twa bi ke tin sin ya le lu ta ni alu ma bawa tu ku phit de chao chano bawa ku pa le bawa ku myaw we ya me no ara pat ta kha ya nya le di poi do min kala ya ji ka phit de ba phi lo poi super lo super lu ko de le chano super sura ka Itrela lu yuri ka nya ku na yi choma sare ajari alu ma dina lu mo ko super lu ko le era chong Yesu Kristus na tu le te pero di ha nya sa sare chi mo be ne nya ta ko ya ma sare te chong super lu ko chi bi de no pat ta kha so da ma mo nya ku na yi ma ta ki tu lo sa ke ri do nya sa lu be pyo ma da me ti do lo super so le tu bu ka ro ba le chi mon chen bo no chi mon chen mai ta ya phoi chin phit de so ra ko chano ro na le phu lu le era chong chano ro ti pwe ro mingala ku tong song le chin ma chano ro ti phu ka na a chet chet si le era le ku sa ko pyo me nau ma le phat tha a yin no ka ma jaw khe bu to a yin no ka pwe ro mingala pe re sia sia ma ri ka sia ro ri ka ma pyo khe do di ha le lu ka me ta ma tha me di ha le lu ku nau che chano ro a me ta chin to ya me ya phi Jasa mami tak kau kata apa dia? Ini pun orang minggal aku jual orang tu orang sama ada cuma. Bagus orang ketele sih aku nak pilih dulu. Number 3 masih no. Pihak tekin ku cimun cimun kita. Bapi lo cimun ketele. Di loka ma cimun keto Tuhan Yesus Kristus pihak begitu. Haleluya. Bapi lo le. Cenoro ada atekan ne. Cenoro ada lemah sih no. Tu ada pere ada jam. Cenoro ada cimun yang itu kan tu begitu. They change the general who get in better. I have paid the general shimon up there. Never need a kuna build alone. No, having sharing. But what person chip it? Junji to a chin chin boom. You do me not the Siame. The man of Katuka Brunele. Kasi ko kayo na hindi sire luka in Yobima. Kenya Pila Rexima to Luka. Sare Tode Nere Kanjare. No, era go a dinner and just look for it. But I'm also going to Numa. Diluri ha clear the way.
သူတို့နေပုံထံပုံစားပုံတော့ပုံကိုပုံလာပုံဆက်ဆိုင်လောက်ပုံကဒီလူရတမျိုးထဲပဲနော်ဒီလူတွေဟာတဆူတဝတိနေကြတာပဲဆိုရဟာကအဲ့ဒီပွဲတော်မင်္ဂလာကိုကျွန်တော်တို့ဆောင်ရခြင်းမှာယေရှုခရစ်တော်နဲ့တလုံးတဝတိဖြစ်တယ်လို့ဒီမှာမရူနဲ့ချင်းလိုက်ပြီးအားလုံးစုကြည့်ကြည့်အားလုံးဒီလေတလုံးတဝတိဖြစ်တယ်ဆိုတာအမေတာစက်ထဲမှာထားရလူနာတွေ့ရင်ဒစ်သိမ့်ရမယ်ချင်းရင်တော့ခတ်တွေ့တဲ့လူတွေ့ရင်ကျွန်တော်တို့ပုံညာတလုံးပုံနေမယ်ယုံကြည်တွေ့ချင်းပေါ်မှာအဲ့ဒီဆက်တဲ့ကိုကျွန်တော်ထားဖို့ကပွဲတော်မင်္ဂလာရောက်ဆောင်ခြင်းဖြစ်တယ်နံပါတ်3မှာဆိုပါလေ giving sharing သူများအတွက်ပေးကမ်းခြင်းကိုစီရတယ်ပွဲတော်မင်္ဂလာကိုတူဆောင်ပြီးတော့ကျွန်တော်ကျွန်မကတင်ချင်းရပြီကျွန်တော်ကျွန်မလေဝကရမှာယေရှုခရစ်တော်နဲ့တူတည်ပြီးကျွန်တော်ကျွန်မဘုရားသခင်ရဲ့မိသားစုပြီးကောင်းကင်နိုင်ငံရောက်မယ်ဆိုပြီးတော့ဟိုကြောပြီးမှပတ်ဆက်ကတည်းကပြုံးဘုရားကြောင့်မလေးလားလူမူလေးထဲစူးလေတော့ပြီးမှပေးကမ်းခြင်းမရှိဘူးဆိုရင်တော့အဲ့ဒါဟာဒုပဲဆိုတာကိုဒီပွဲတော်မင်္ဂလာဆောင်တာဘာဖြစ်လို့လဲယေရှုခရစ်တော်ကိုယ်တိုင်ကဒီငုံဟာတင်တော့အတွက်ငါချူးပေးထားတော့ငါရဲ့ကိုခန္ဓာဖြစ်တယ်ဒီခွန်းဟာနင်တော့အတွက်ငါသူလောက်ထားတော့ပရိနိအတိတ်ကိုပြုလုပ်ထားပြီးစေတော့ငါရဲ့အတွေ့တော်ဖြစ်တယ်ယေရှုခရစ်တော်အတွေ့တော်ကိုငါတို့အတွက်ပေးတယ်ယေရှုခရစ်တော်ကိုယ်တိုင်ကသူ့ရဲ့အသက်ကိုပေးတဲ့အတွက်ကြောင့်ငါတို့မှာရှိတဲ့အရာလေးတွေကိုသူမြတ်အတွက် giving sharing လုပ်ရတော့အဲ့ဒါကြောင့်ကျွန်တော်တို့တစ်ခါမှမကြည့်ဘူးတဲ့တစ်ခါမှမမြင်ဘူးတဲ့တစ်ခါမှမကြောက်ဘူးတဲ့လူတွေကကျွန်တော်တို့ရှိမှ giving sharing လာတော့ကိုနော်အဲ့ဒါကြောင့်ဒီပွဲတော်မင်္ဂလာတုံးဆောင်တဲ့အချိန်မှာဒီတုံးခုကိုပြောတော့မှမမဲနဲ့အော်ဒီနေ့ဒီချိန်ကဖျားကိုချီးမွမ်းဖို့ဖြစ်ဘုရားကိုချီးမွမ်းမယ်ဘုရားချီးမွမ်းတာမကပဲနဲ့နော်လာဘဘဝပေးစမှုကျွန်တော်တို့မှာတာဝန်ရှိတယ်ဒါတော့မကဘူးကျွန်တော်မှာရှိတဲ့မြတ်ဒီအားလုံးဟာသူများအတွက်ကျွန်တော်ပေးကမ်းဖို့ပဲကျွန်တော်မှာတာဝန်ရှိတယ်ဒီလောက်ဖျားခြင်းကောင်းရတယ်နော်ဖျားတဲ့ခင်ကကျွန်တော်ကိုကြွမှာချင်းချမ်းတာချင်းစာဖို့တော့ဖို့နေဖို့ထိုင်ဖို့နော်ကျွန်တော်တစ်ခါမှမကြည့်ဘူးတဲ့မွတ်စလင်ကဟိန္ဒူကဆိုတဲ့အထက်မှာကျွန်တော်ရောက်ခွင့်ဖျားကိုချင်းဝင်လာအဲ့ဒါကိုဖျားကိုကျေးဇူးတင်ရမှာပေါ့ဟုတ်တယ်မလားဒီဟာကဆိုကြည့်သူမှမဟုတ်တာဟုတ်တယ်မလားဘာဖြစ်လို့ဖျားတဲ့ကပြင်ဆင်ပေးထားတယ်တော့ကျွန်တော်တက်ခံရအောင်ဒီနေ့လဲဆရာတော်ကိုကျွန်တော်ဖုန်းဆက်လိုက်တာဆရာကျွန်တော်လာတဲ့ချိန်မှာပက်ကင်အရန်ရှယ်တယ်မနေ့အရင်တို့ကလည်းဆရာကျွန်တော်ကရှယ်ပေးလို့အချိန်ပြရတယ်ပြီးတော့ဘုရားကျောင်းစီနာမှာပက်ကင်တခုခုအားရရှင်တော့ကျောင်းလုံးပဲပြပြတုံးပဲပြထားလိုက်ပါလို့ပြောထားလိုက်တယ်ဟုတ်ကဲ့လို့ပြောလိုက်ဒါပေမဲ့ကျွန်တော်ရောက်လာတာနဲ့ချက်ချင်းပဲကတရှိကထွက်သွားတာဟာလေလုယာဘုရားတကယ်ချင်းပြည့်စုံပြည့်တယ်တကယ်ကိုနော်လေအော်ဘုရားဒီကိုကျွန်တော်ရောက်လာတာနဲ့ကားတရှိကိုထွက်ပြီးသွားတယ်။အော်ချက်ချင်းနဲ့ကျွန်တော်ဝင်လေ။အဲ့လိုမျိုးအဲ့ဒါကြောင့် giving sharing ဆိုတာနော် love sharing ဆိုတာနော် having sharing ဆိုတာနော်ချင်းဝင်ချင်းဆိုတာကကျွန်တော်ဒီပွဲတော်မင်္ဂလာကိုတုံးဆောင်တဲ့အချိန်မှာဒီမုံနဲ့ဒီစပင်းကြီးကိုစိတ်ထဲမှာမထားဘဲနဲ့ဖယားသခင်ရဲ့တေချင်းနဲ့သူ့ရဲ့အတွေ့အကြုံကိုအမြဲတမ်းမြင်ကြောပါစိတ်ထဲမှာတရိယာပါလေဝကတာမှာယေရှုခရစ်တော်ထူထားတဲ့သူ့ရဲ့ကိုခံတော်တရိယာပါယေရှုခရစ်တော်တင်လောင်းထားတဲ့သူ့ရဲ့အတွေ့အကြုံကိုတရိယာပါယေရှုခရစ်တော်လေဝကတာမှာဘလောက်ခံဘလောက်အနစ်နာခံခဲ့တယ်ကျွန်တော်ကျမတို့အပိကနဲ့လွတ်နေဖို့ရတယ်ကျွန်တော်ကျမတို့ထောက်ရတဲ့ရဖို့ရတယ်ကျွန်တော်ကျမတို့တရားရှိရင်ချင်းကလည်းစာတမာနရဲ့ချဘောကလည်းလွတ်နေဖို့ရတယ်ယေရှုခရစ်တော်ဘလောက်ပေးစိတ်ခဲ့တယ်ဆိုတာကိုကျွန်တော်အမင်းတစိတ်ခဲ့ကလည်းဒီပွဲတော်မင်္ဂလာကိုသူဆောင်တဲ့ချိန်မှာစိတ်ထဲမှာမင်းတန်ထားပြီးတော့တရိယာဖို့ရနေနဲ့အားလုံးကိုယေရှုနာမနဲ့ဖက်ခေါ်ခြင်းဖြစ်ပါတယ်ဆိုတော့တင်ထုတ်လို့ဒီနေ့ရောက်ထွက်လာပြီးတော့ပွဲတော်မင်္ဂလာကိုဆရာကိုပုံမြင်တဲ့လူတွေရောက်တော့ထွက်လာပြီးတော့ပြင်ဆင်ပြဖို့ရယေရှုနာမနဲ့ဖက်ခေါ်ပါတယ်နော်ဒီနေ့ဆရာဖက်ထားတဲ့အရာပါဘုရားသခင်ကမှသူ့ကိုဖန်ဆင်းတဲ့ဖြစ်တယ်ယေရှုခရစ်တော်ကဇာတုလက်တော်နဲ့အဲ့ဒါလေးနေနေမှာညောင်းပါယေရှုခရစ်တော်ကမုန်းသူဆိုပြီးတော့ကျေးဇူးတော်ကိုချီးမွမ်းဒီမှာဒီမုန်းသူဆက်ရှာဒီမုန်းသူလက်ချက်ချက်ဒီမှာဒီမုန်းဒီယူရချက်ချက်တော့ဒီနောက်အတွက်အခုအလို့မှာငါဖွင့်ထားတော်လိုက်ငါကိုအောက်မဲ့ပြီးတော့ဆောင်ကြပါဒီလိုယေရှုခရစ်တော်မှာညစာစားပြီးတဲ့နောက်ပိုင်းမှာယေရှုခရစ်တော်က
ခွက်ခွေယူပြီးတော့ဒီခွက်ဒီဒီနောက်တဲ့ငါဆိုတော့ငါရပြတော့ဒီဘရဂီတိကိုဒီဆိုတော့ငါရပြတော့ဖြစ်တယ်ယူရတော့ကျတော့ငါကိုပြီးတော့ဒီဆောင်ရပါဒီနေ့ဒီချင်းခါမှာဒီမုံနဲ့ဒီစပီးကိုကျွန်တော်တို့ဆောင်ရချင်တာယေရှုခရစ်တော်လက်ဝါးကတာမှာတဲ့ယေရှုခရစ်တော်ရဲ့ဆက်တော်ခရရတဲ့နေရာတွေချင်းလုံးပဲပြီးတော့သူကြွလာတဲ့အကြောင်းကိုဆက်တော်ဖြစ်ပါတယ်ပြီးတော့ကျွန်တော်အမင်းတန်အောင်မပြရသူဆောင်ချင်တယ်ဆိုတာကိုအားလုံးပါနေစေချင်ပါတယ်ဒီမုံနဲ့စပီးကိုပဲဆရာအတော်ကဆက်လက်ချင်ကျွန်တော်ပြန်ပြပါတယ်ပြီးတော့ကျွန်တော်ဆက်တော်ဆုနဲ့တချင်ဆိုတဲ့ချိန်မှာအထက်ဆက်ဆရာတွေကလာပြန်တယ်ဒီနေ့ဒီစနေကအမေအမေရဲ့တဲ့ portion တဲ့တော့ဘုရားရဲ့ဘုရားတကယ်ပြတ်တော့တယ်မှာပြောတဲ့ဆက်တဲ့ဆိုတော့ဒီစနေအာမင်ဒီကမတည့်ရအောင်လေဘုရားနဲ့စတော်မှာကဘာယေရှုကတော့အမှုပြုရတဲ့စက္ကန့်နဲ့စတော်ရအောင်ပတ်သက်ရှိတယ်။ဟေးဘုရားမင်္ဂလာဆောင်ဆောင်ပြီးမှတချင်းပြပါလို့ဆိုပြီးတော့ဘောလီပေါ့ကိုတက်သွားတယ်လို့ပြောတာ။ခုနတချင်းတဲ့ကိုကျွန်တော်ရင်းနဲ့ဆက်တဲ့ကိုလာပြလို့လာတယ်။ပြီးတော့ကျွန်တော်ဒီကတော့ message She
心灵了，让我当少了干嘛？是基督片，我能够干嘛？是当外边。阿门。